ကျွန်တော်တို့တွေဘယ် application သုံးနေတယ်ညဘက်Telegram ကနေဘာကားတွေကြည့်နေလဲဆိုတာကို IMEI နံပါတ်ကနေတဆင့်သိနိုင်တယ်ကျွန်တော်တို့ location ဘယ်နားမှာဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်တာခံရနိုင်တာဒီမိကုန်းတွေက TikTok comment မှာလူတွေတော်တော်များများမေးတဲ့မိကုန်းတွေဗျနောက်ပြီးတော့တော်တော်လေးလဲညင်းခုန်နေကြတဲ့ကိစ္စတွေပေါ့နော်အဲ့တော့ဒီပြဿနာရဲ့အစကိုဒီပညာပိုင်းကကျွန်တော်တို့ပြန်ကြည့်လိုက်ရအောင် IMEI ဆိုတာ International Mobile Equipment Identity လို့ခေါ်တယ်အလွယ်ဆုံးပြောရရင်တော့ကျွန်တော်တို့ phone handset တစ်ခုချင်းစီတိုင်းအတွက်နိုင်ငံတကာမှတ်ပုံတင်နံပါတ်တွေဗျများသောအားဖြင့်ကတော့ကဏ္ဍ15လုံးစီပါကြပြီးတော့ဖုန်းတစ်လုံးနဲ့တစ်လုံးကဏ္ဍတွေမတူကြဘူးဥပမာအနေနဲ့ကျွန်တော်တို့မှာ iPhone 7နှစ်လုံးရှိမယ်အယောင်တူမယ် model တူမယ်ထုတ်တဲ့စက်ရုံတူအောင်မှ IMEI နံပါတ်ကတော့မတူသလိုကျွန်တော်တို့ရဲ့နံပါတ်ကြီးကမလှလို့ဆိုပြီးတော့ပြောင်းကျင်တိုင်းလည်းပြောင်းလို့မရပါဘူးအဲ့ဒီတော့ဒီနံပါတ်က software level မှာလောက်ထားတဲ့နံပါတ်မဟုတ်ဘဲနဲ့ hardware level မှာလောက်ထားတဲ့နံပါတ်လို့ကျွန်တော်တို့မှတ်ယူလို့ရတယ်အခုမှသာပေါ့နော်ဒီ IMEI နံပါတ်ကြီးအကြောင်းကိုအရေးတကြီးလုပ်ပြီးတော့ပြောနေတာဗျအမှန်တကယ်တော့ဒီဥပဒေမပေါ်လာခင်ကျွန်တော်တို့ဖုန်းစသုံးတွေကကျွန်တော် line ပေါ်တစ်ခါတက်တိုင်းမှာ line ပေါ်တက်တိုင်းတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဖုန်းနဲ့ကိုကျွန်တော် SIM card ထည့်လိုက်တိုင်းမှာတော့မှဒီ IMEI ကကျွန်တော်တို့နဲ့အနီးဆုံး tower တိုင်းစီကိုသွားပြီးတော့ပေါ်နေတာကျွန်တော်တို့SIM card တစ်ခါသုံးတိုင်းမှာ tower တိုင်းကကျွန်တော်တို့ရဲ့ IMEI နံပါတ်နဲ့ကျွန်တော်တို့သုံးနေတဲ့ဖုန်းနံပါတ်ရဲ့မှတ်ပုံတင်နံပါတ်ဖြစ်တဲ့ကျွန်တော် IMSI လို့ခေါ်တဲ့ဒီ information တစ်ခုကို tower တိုင်းတွေကအမြဲရတယ်ပြောချင်တာကတော့ခမားကဘယ်ဖုန်းနံပါတ်ကိုဘယ်ဖုန်းမျိုးစားနဲ့သုံးနေလဲဆိုတာကို Telecom ကုမ္ပဏီတွေကဟိုးရင်တွေကကြည့်လို့ရနေရတယ်အဲ့တော့ IMEI နံပါတ်ကိုသိနေုံနဲ့ကျွန်တော်တို့ဘာဗီဒီယိုကြည့်တယ်ဘယ်သူတွေနဲ့စကားပြောတယ်ဘာ message တွေပို့လဲဆိုတာကိုသိနိုင်တယ်ကဲအဖြေကတော့မသိနိုင်ပါဘူး IMEI ကကျွန်တော်တို့ phone device ကိုပဲ identify လုပ်တဲ့နံပါတ်တစ်ခုပြ IMEI ကကျွန်တော်တို့ဘယ်ဖုန်းနံပါတ်ကိုဘယ်ဖုန်းမျိုးစားနဲ့ဖုန်းခေါ်လဲစာပို့လဲ internet သုံးလဲဆိုတာတွေကိုကြည့်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ internet ပေါ်မှာလုံးနေတဲ့အရာတွေဖြစ်တဲ့ဘာဗီဒီယိုကြည့်နေရလဲဘာ message တွေပို့နေရလဲဘာ application တွေသုံးနေရလဲဆိုတာကိုတော့ IMEI တစ်ခုရဲနဲ့လုံးဝမသိနိုင်အဲ့ဒါဆို location ကိုသိနိုင်တာ IMEI တစ်ခုရဲနဲ့တော့တော်တော်တိကျ location ကိုသိလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ mobile phone ကအနည်းဆုံးမှာရှိတဲ့ tower တိုင်းတစ်ခုနဲ့လှမ်းချိန်မိလိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကဒီ tower တိုင်းရဲ့ area အတွင်းမှာရောက်နေပြီဆိုတာကိုသိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လမ်းဘယ်နေရာမှာအတိအကျရှိလဲဆိုတာတော့ IMEI တစ်ခုနဲ့တော့မသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲဗျာဒီ information တွေကို Telecom ကုမ္ပဏီတွေကအရင်တည်းကတောက်လျှောက်သိနေခဲ့တာအခုနဲ့ဘာကွာဝါလဲဆိုတော့ဒီ Telecom ကုမ္ပဏီတွေအကုန်လုံးက information တွေကိုအစိုးရအနေနဲ့ဗဟိုချုပ်ကိုင်မှုအနေနဲ့ထိန်းချုပ်ထားပြီးတော့ကျွန်တော်အခွန်မဆောင်ထားတဲ့ handset တွေကို SIM card တွေသုံးလို့မရအောင်နှမ်းပိတ်လို့ရပါတာပဲဗျ Wi-Fi နဲ့ internet တော့သုံးလို့ရအောင်ရနိုင်တယ်ဒါပေမဲ့ဖုန်းပြောလို့မရဘူးစာပို့လို့မရဘူးကျွန်တော် mobile data တော့သုံးလို့ရမှာမဟုတ်တော့ဒါဆိုလို့ရှိရင်ဒီအစိုးရဘာလို့ဒီ law ကိုထုတ်လိုက်လဲအဖြေကတော့ကျွန်တော်ရှင်းတယ်အခွန်မဆောင်ထားတဲ့ဖုန်းတွေကျွန်တော်ဈေးကွက်ထဲမှာအများများနေတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့တောက်လျှောက် track လုပ်နေဖို့လည်းမဟုတ်သလို track လုပ်လို့ထိုင်ကြည့်လို့လည်းမရပါဘူးဘယ်သူတွေထိခိုက်နိုင်လဲဒါကတော့နိုင်ငံခြားကဖုန်းစကန်တွေကိုမှောင်ခိုတင်သွင်းတဲ့လူတွေထိဒုက္ခရောက်ပါမယ်နောက်ပြီးတော့match လ31နောက်ပိုင်းမှာဖုန်းဝယ်လို့ရှိရင်လေကိုယ့်ရဲ့ IMEI ကိုတေချာလေးစစ်ပါကိုယ့်လက်ထဲရောက်ခါမှာဖုန်းကစင်ကတ်ထဲလဲတိုင်မတက်လို့ရှိရင်အကြီးအကျယ်ဒုက္ခရောက်ပါလိမ့်မယ်အဲ့တော့ IMEI registration ဘာလို့ပေါ်လာလဲအဖြေကတော့ရှင်းပါတယ်အခုမဆောင်ထားတဲ့မောင်ခိုဖုန်းတွေကိုရှော့ဖို့ပြီးရင်ဖုန်းတူတွေကိုလည်းရှော့ဖို့ပါနိုင်ငံတော်တော်များများလည်းဒီစနစ်ကိုအသုံးပြုကြတယ်ဗျဒါကတော့ IMEI register လို့ကိုအသုံးပြုတယ်တခြားနိုင်ငံတွေပဲဖြစ်ပါတယ်တရားမဝင်မောင်ကိုသွင်းထားတဲ့ဖုန်းတွေဘာဖြစ်မလဲတရားမဝင်မောင်ကိုသွင်းထားတဲ့ဖုန်းတွေကိုကျွန်တော်တို့ match လ31မတိုင်ခင်မှာဝယ်မယ် IMEI ကိုတေချာစစ်ဆေးပြီးတော့မှဝယ်မယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိသေးဘူးဒါပေမဲ့ match လ31နောက်ပိုင်းမှာကျွန်တော်တို့သွင်းထားတဲ့တရားမဝင်ဖုန်းတွေကိုဝယ်မိရင်တော့အကြီးအကျယ်ဒုက္ခရောက်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီဖုန်းမျိုးစားတွေမှာကျွန်တော်တို့ white list, grey list, black list ဆိုပြီးတော့၃မျိုးခွဲနိုင်တယ်။ bro ဖုန်းကအခုမဆောင်ထားလို့ black list ထဲကိုရောက်သွားရင်ဖုန်းခေါ်လို့မရတော့ဘူး။စာပို့လို့မရတော့ဘူး။ mobile data သုံးလို့မရတော့ပါဘူး။ Wi-Fi နဲ့ကျွန်တော်တို့ internet တော့သုံးလို့ရကောင်းရနိုင်ပါတယ်။အဲ့ဒီတော့ line ပေါ်မှာ
ဒီငါအဆောင်ကြီးခံနေရပြီလားဆိုတာကိုတွေးပြီးတော့စိတ်ပူနေမယ်စာကို IMEI နံပါတ်၄ကိုပဲတွားပြီးတော့စစ်ဆေးကြည့်လိုက်ပါလို့ကျွန်တော်တို့အကြံပေးခြင်းနဲ့ဗီဒီယိုသဘောကျတယ်ဆိုရင် like and follow လုပ်ခဲ့ပါနောက်လဲဘူးသူရရစရာတင်ပေးတော့